ရာမရှိပါဘူးကွာမအောင်မြင်ခင်အချိန်လေးအတွင်းမှတချို့ကအပြစ်ပြောခဲ့ရခြင်းရတာအပြစ်ပြောရင်လည်းပြောကြစမ်းမမနာစမ်းမနဲ့ချစ်တဲ့ငယ်ချင်းညာယူသားကျူသားချင်းကအတိကပဲကွာဒီအတန်တွေတိတ်သွားဖို့ရအနုပညာနဲ့သက်သေပြစမ်းမှာတပါရှိဝါရှိမဟုတ်တော့လေကွာငါတီးတော့နေဖြစ်ပါမလားတချင်းတကူဖြစ်ဖို့အရေးကမလွယ်ဘူးတငယ်ချင်းရာဝါဒနာရဲ့ပါလွန်လို့သာဖြစ်တယ်လို့လှုပ်ရှားကြိုးစားနေရတာတော်လေးတော်ဝတငယ်ချင်းရာရှုပ်လဲမလေးပန်းတဲ့ရောက်မှာကိုဘဝကိုတလန်းကကိုလက်တကံမှာဝါဒနာကိုတန်မိုးထားရင်အနုပညာနဲ့သက်သေပြစမ်းမှာကြောင့်မေယုံကန်ရင်တော့အခုအားထားစရာမရှိပါဘူးကွာမအောင်မြင်ခင်အချိန်လေးအတွင်းမှတချို့ကအပြစ်ပြောခဲ့ရခြင်းရတာအပြစ်ပြောရင်လည်းပြောကြစမ်းမမနာစမ်းမနဲ့ချစ်တဲ့ငယ်ချင်းညာယူသားကျူသားချင်းကအတိကပဲကွာဒီအတန်တွေတိတ်သွားဖို့ရအနုပညာနဲ့သက်သေပြစမ်းမှာတပါရှိဝါရှိမဟုတ်တော့လေကွာငါတီးတော့နေဖြစ်ပါမလားတချင်းတကူဖြစ်ဖို့အရေးကမလွယ်ဘူးတငယ်ချင်းရာဝါဒနာရဲ့ပါလွန်လို့သာဖြစ်တယ်လို့လှုပ်ရှားကြိုးစားနေရတာတော်လေးတော်တငယ်ချင်းရရှုပ်လဲမလေးပန်းတဲ့ရောက်မှာကိုဘဝကိုတလန်းကကိုလက်တကံမှာဝါဒနာကိုတန်မိုးထားရင်အနုပညာနဲ့သက်သေပြစမ်းမှာ